Show everyone ကျွန်တော်နာမည်တော့ info ပါကျွန်တော် ED လို့လည်းခေါ်ကြပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ daily life လေးကိုကျွန်တော် video လေးရိုက်ဖြစ်ပါတယ်ဆက်လက်ဆောင်ကြည့်ပါခင်ဗျာအားလုံးပဲကျွန်တော်ရဲ့ video လေးကြည့်ပြီးတော့တခုခုမှတ်တရဖြစ်ဖြစ်တွေးစရာလေးဖြစ်ဖြစ်ရအောင်မယ်လို့ကျွန်တော်ပြောနေပါတယ်အရင်ပြင်းစရာမကောင်းဘူးဟိုလည်းကျွန်တော်ကြိုးစားပေးတာပါတယ်ခင်ဗျာစိတ်ဝင်စားစရာမကောင်းတဲ့ကျွန်တော်ရဲ့ lifestyle တွေကိုကျွန်တော် share လုပ်ပေးချင်ပါတယ်ကျွန်တော်ဒီလိုပဲပုံမှန်နေရတယ်ပါပဲကျွန်တော်ရထားတယ်ပြီးရင်ကျွန်တော်ရဲ့ diary စာအုပ်လေးကိုကျွန်တော်ပြဖတ်တယ် diary စာအုပ်လေးကိုဖတ်ပြီးတော့ကျွန်တော်ပေါ်အတွက်ကျွန်တော်ဒီနေ့ပါတယ်လုပ်မလဲပါတယ်သွေးမလဲကျွန်တော်စဉ်းစားတယ်စဉ်းစားပြီးတော့ကျွန်တော်အိယာနိုးလာတယ်အိယာနိုးလာပြီးတော့ကျွန်တော်ထားပြီးတော့ကျွန်တော်ကောက်ထိုင်တယ်ထိုင်ပြီးတော့ကျွန်တော်သွေးတယ်အော်ငါဘာလုပ်နေရလဲတကယ်တော့ဘဝရဲ့အနှစ်သာရကိုပါဒါပဲပြပြလားကျွန်တော်နေသလိုပါကျွန်တော်အိယာထားတယ်ပြန်အိတ်တယ်ကျွန်တော်လှုပ်ရှားရှည်တယ်ပြန်လုပ်တယ်လှုပ်ရှားမရှိရင်လည်းမလုပ်ဘူးဒီလိုမျိုးနဲ့ကျွန်တော်ဘဝကိုနေစဉ်ဖြတ်တန်းတာပေါ့နော်ကျွန်တော်ဘဝကတော့အခန်းထဲမှာပဲကောင်းတယ်များပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ထူးခြားခြားဗီဒီယိုတွေလုပ်ပြရတဲ့အကြောင်းကြီးရတယ်ကျွန်တော်ဘာမှမလုပ်နေတာတခုခုထားတော့ကျွန်တော်စိတ်ပေါ်လာလို့ကျွန်တော်လုပ်လိုက်တာပါအဲ့တော့အဓိကကျွန်တော်လူတွေအားလုံးပြောချင်တဲ့အကြောင်းအရာတော့ကျွန်တော်နေစဉ်ဘဝအသက်ရှင်ရတဲ့အကြောင်းပြချက်တွေကျွန်တော်ကြီးမှန်းချက်တွေကျွန်တော်အိမ်မက်တွေဆိုရှိတယ်ဗျအဲ့ဒီအိမ်မက်တွေနောက်ကိုကျွန်တော်လိုက်ရင်တက်ရှင်ရမှာဒါမှမဟုတ်ကျွန်တော်ကျမရင်တော့ကိုပဲကြီးဆိုင်မှာဒါမှမဟုတ်အခြေရေးဆိုတဲ့အခြေရပြောရှင်မှုနောက်ကိုကျွန်တော်တရားမှုနောက်ကိုလာရမှာဒါတွေကကျွန်တော်ဘဝရဲ့မိခွန်းနေပါပဲအဓိကအရေးကြီးဆုံးအချက်ကတော့ရှေ့ဆက်ရှောင်းနေဘဝအရေးကြီးတာပါဒါကိုကျွန်တော်ဘဝနဲ့ချင်းပြီးကျွန်တော်တော်တော်လေးဒီတလားကျော်နှစ်လအတွင်းမှာကျွန်တော်အဓိကရတာကျွန်တော်တို့ကဘဝမှာအမြဲတမ်းနောက်ပြန်လှည့်နေမယ်အတိတ်မှာပဲပြေးမိနေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်တော့မှကောင်းမွန်တဲ့အနာဂတ်ကိုရောက်နိုင်မှာမဟုတ်ပဲတကယ်လို့အနာဂတ်ကိုလာတွေးပြီးတော့ကျွန်တော်ပြစ္ဆုတ်ပံမှာအသက်ရှင်နိုင်ပြီးတော့ပေါင်းမွန်နေထိုင်သွားမယ်ဆိုရင်ကျွန်တော်တရားဖြောင်းဖြူးတဲ့အနာဂတ်တိကျရဲ့အနာဂတ်ကောင်းမွန်တဲ့အနာဂတ်တွေကိုကျွန်တော်ရလာနိုင်မယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးရနေပြီးတော့ကောင်းအောင်လုပ်လိုက်ချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်